2026ခုနှစ်39ကြိမ်မြောက်ပြည်ပဆိုင်ရာမူရေးစေဝါလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကိုနေပြည်တော်ကောင်စီရောသဘောသေးခမ်းမမှာကျင်းပရာအခမ်းအနားကိုနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကြည်တိုင်းဒုတိယဝန်ကြီးများနေပြည်တော်ကောင်စီဝင်များနေပြည်တော်ကောင်စီအတွင်းရေးမှူးနေပြည်တော်စီမံသားရေးကော်မတီမှတာဝန်ရှိသူများနေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများခရိုင်မြို့နယ်အဆင့်တာဝန်ရှိသူများခြေကပညာအကြောင်းများမှဆရာဆရာမများဘဝအဆင့်မှစုရရှိသူများနဲ့တိုင်းအဆင့်ပြန်ပွဲမှစုရရှိတဲ့ကျောင်းသားကျောင်းသူများအကဲဖြတ်တိုင်းများစုရကျောင်းသားကျောင်းသူများရဲ့မိဘများတက်ရောက်ကြပါတယ်ပထမဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းကအဖွဲ့အမှာစကားပြောကြားပါတယ်အဲဒီနောက်2026ခုနှစ်ဇွန်လ26ရက်နေ့ပြည်ပဆိုင်ရာမူရေးစေဝါလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကိုမူရေးစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများအနေနဲ့တားဆီးကာကွယ်ရေးဘိုးအဖွဲ့ဥက္ကဋ္ဌပြည်ထောင်ဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးညိုဝင်းစွင်ထံမှပေးပို့တဲ့တဝန်လွှာကိုနေပြည်တော်ကောင်စီနေမြေမူရေးစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများအနေနဲ့တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးကဖတ်ကြားပါတယ်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့လက်ရောက်လာကြသူများကမူရေးစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများအနေနဲ့တားဆီးကာကွယ်ရေးဘိုးအဖွဲ့ရဲ့ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကိုကြည့်ရှုအားပေးပါတယ်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းက39ကြိမ်မြောက်ပြည်ပဆိုင်ရာမူရေးစေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဘဝအစဉ်စုရရှိသူများကိုစုများပေးရချီးမြှင့်ပါတယ်အဲဒီနောက်နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ကြီးတိုင်းနေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမုံနေပြည်တော်ကောင်စီအတွင်းမှူးဦးတန်းစွေဝင်းနဲ့တာဝန်ရှိသူများကအပြည်ပဆိုင်ရာမူရေးစေဝါလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နေပြည်တော်စဉ်ပကြီးကာတွန်ပိုစတာနဲ့ကွန်ပျူတာပကြီးပြိုင်ပွဲများမှာစုရရှိကြတဲ့ကျောင်းသားကျောင်းသူများကိုစုများကို၎င်းမူရေးစေဝါတားဆီးနေလုပ်ငန်းများကိုစွမ်းစွမ်းတမန်စူးစမ်းဆောင်ရွက်ခဲ့တဲ့တပ်မတော်သားများနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကိုဂုဏ်ပြုစုများကို၎င်းအသီးသီးပေးရချီးမြှင့်ကြပါတယ်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့တာဝန်ရှိသူများကစုရရှိသူများနဲ့အတူမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီးကင်းချင်းပြသထားတဲ့ပြကမ်းများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြရလို့သတင်းရရှိပါတယ်ခင်ဗျာ